ဒီနာကရွာလေးဒီရွာမှာအနာလို့ခေါ်တဲ့အမျိုးသမီးတယောက်ရှိတယ်။သူ့ခြံထင်းနာကြက်တွေအများကြီးမွေးထားတဲ့အထဲကမှအရန်ကိုကြီးမားခွန်အားကြီးတဲ့ကြက်ဖားကြီးတစ်ကောင်ရှိတယ်လေ။သူကအတန်းအကျယ်ဆုံးတွန့်လေးရှိသည်။ကြက်အုပ်ကိုအမြဲဥဆောင်တယ်။ဘယ်သူမှသူ့ကိုမရှိရဲဘူးပေါ့။ဒါကြောင့်မို့အားလုံးကသူ့ကိုကြက်တွေရဲ့ဖယင်းလို့သတ်မှတ်ထားကြတယ်။ဒီလိုနဲ့သူဟာပြိုင်ဘက်ကင်းတယ်ဆိုတဲ့အတိစိတ်တွေတဖြည်းဖြည်းဝင်လာပါတော့တယ်။ ဒီမာနတရားရဲ့ပထမဆုံးခြေလွှာမမှုကဘယ်ကစားလက်ဆိုတော့တနေ့မှသူကကျုပ်ကိုအန်ဒရီများတဲ့တော်ရင်ဘက်စီလိုက်ခဲ့ဖို့အမိတ်ပေးပါတော့တယ်။တခြားချက်တွေကတော်ထဲကမြူခွေးတွေလင်းညုံတွေကိုကြောက်ကြတာတကယ်ကိုတပောင်ဝကြတယ်လေဟုတ်တယ်မလား မနေ့ခေတ်မှာတတိရှိတဲ့အတွင်းမှုချက်ဖာတစ်ကောင်ကဘရင်ချက်ဖာရင်းနဲ့အတူလိုက်သွားပါတယ်။ဒါပေမဲ့သိမ့်မကြခင်မှာပဲအဲ့ဒီအတွင်းမှုချက်ဖာကဆူဖြိုးနေတဲ့ပိုးတော်မာလေးတစ်ကောင်ကိုတွေ့သွားတယ်။အဲ့ဒီအချိန်မှာဘရင်ချက်ဖာရကဒီပိုးကောင်လေးတစ်ကောင်တဲ့အတွက်နဲ့သူ့ကိုပင်းပင်းထန်တဲ့ကြံမှုတိုက်ခိုက်ပါတော့တယ်။ဆိုတော့အတွင်းမှုချက်ဖာလည်းနောက်လိုက်ပြီးအိမ်ပြန်သွားတာပေါ့။ညနေကျတော့ဘရင်ချက်ဖာကြီးတစ်ကောင်တည်းပဲပြန်လာရပါတယ်။ဒီအဲ့ဒီနေ့ညနေတစ်ကောင်လေးပြန်ရောက်လာတဲ့ခါမှာချက်ဖာကြီးဟာသူ့တော်သားဒီကိုကျန်တဲ့ချက်အုပ်ပုံချပါတော့တယ်။ချက်အုပ်ကသူ့အတွက်အကောင်းဆုံးနေရာတွေကိုဖယ်ပေးထားတာတော့မှကျေးဇူးမတင်တဲ့အကင်ချက်တွေကိုရမှုတဲ့အမွှေးတွေဆွဲနှုတ်တဲ့သစ္စာရှိတဲ့အဖွဲဝင်တွေကိုပါအကြမ်းဖတ်ပါတော့တယ်။အဲ့ဒီလိုနဲ့ကျောင်းလက်နေရဲ့ကျောင်းကြီးဟာခြံထဲကနေထွက်ပြေးပြီးဟင်ခင်းထဲမှာသွားဖုံးနေကြရတယ်။ဒီနေရာမှာသူတို့နှစ်ယောက်ရဲ့အတွေ့အခေါ်ပိုင်းဆိုင်ရာတိုက်ပွဲကိုတခြားကြည့်ပါ။ချက်ဖားကြီးရဲ့ဂျူးမဆိုင်တဲ့မာနနဲ့အန်နာရဲ့လက်တွေ့ကျတဲ့တတိပိချက်တို့ကြားကကွာဟားခြင်းဟာအတော်လေးကြီးမားပါတယ်။ချက်ဖားကြီးကသူတို့ပြန်မလာလဲဂျူးမဆိုင်ဘူးအထုံးမကျတဲ့ကောင်းလီလို့အထင်အမြင်သေးစွာပြောပြီးမင်းအန်နာကတော့မင်းအားလုံးကိုနင်းထုတ်လိုက်ရင်တော့မင်းဒုက္ခတွေ့လိမ့်မယ်လို့ခိုင်ခိုင်မာမာတတိပေးခဲ့ပါတယ်။အခုဆိုရင်တော့ဇလန်းဟာရှောင်လဲလို့မရတဲ့အလွန်ဆိုးရွားတဲ့အဆုံးသက်စီကိုအရှိန်အဟုန်နဲ့ဥတီသွားနေပါပြီ။သူကိုယ်တိုင်နှင်းထုတ်လိုက်တဲ့ကြက်အုပ်ရဲ့အကာအကွယ်မရှိတော့တဲ့အတွက်ကြက်ဖားကြီးဟာလုံးဝကိုအထီးကျန်နေပါပြီ။ဒါပေမဲ့ तू ကတော့ဒါကိုတတိမထားမိသေးဘူးလေ။ तू ကတစ်ကိုင်းမြင့်မြင့်တစ်ခုပေါ်မှာနားပြီးမာနာတွေအပြည့်နဲ့စစ်တီချင်းတွေကိုအကျက်ကြီးအော်ဟစ်တီဆိုနေပါတော့တယ်။အဲ့ဒီလိုအတိုင်းအတာမဲ့အော်ဟစ်တွန်းကျိုးနေတဲ့အတန်းကြောင့်ပဲအင်အားကြီးမားတဲ့လင်းယုံငန်းကြီးရောက်လာပါတယ်။လင်းယုံကြီးဟာကောင်းကင်ကနေအတန်းတိတ်ထိုးဆင်းလာပြီးမာနာကြီးတဲ့ချက်ဖားကြီးကိုသူ့ရဲ့ချွန်ထက်တဲ့ခြေသေးလေးနဲ့ဆွဲယူသွားပါတော့တယ်။တစ်ချက်လီအော်ထန်ထွက်လာပြီးနောက်မှာတော့အေးရအားလုံးဟာလုံးဝကိုတိတ်ဆိတ်သွားပါတော့တယ်။ဒီနေ့တင်ဆက်မှုလေးကိုညီကုန်းချိုရမယ်ဆိုရင်ခြံထက်ကကြက်အုပ်ကြားမှာဖြစ်ခဲ့တဲ့ဒီရှေးဟောင်းသဘောတရားဟာယနေ့ခေတ်လူဖွဲ့စည်းမှလည်းဘလောက်တောင်အသက်ဝင်နေစေလဲဆိုတာကိုတွေးကြည့်စေချင်ပါတယ်။ဘသူကမှမလို့အပ်ဘူးလို့အခိုင်အမာပြောဆိုနေကြတဲ့ခေါင်းဆောင်တွေဒါမှမဟုတ်လူပုဂ္ဂိုလ်တွေထဲမှာဘသူတွေကများဒီမာနကြည့်ပြီးအထီးကျန်နေတဲ့ကြက်ဖားကြီးလိုပြုမှုနေကြတယ်လေ။သူတို့စီကိုချင်းကပ်လာတဲ့ရေမြဲကြီးကိုလုံးဝတတိမထားမိပဲအတန်ကျေကျေအော်နေကြတဲ့သူတွေဟာဘသူတွေများဖြစ်နေမလဲ။ဒါကိုဆက်လက်စဉ်းစားကြည့်ဖို့ခြံရစ်ခဲ့ပါစေ။ဒီနေ့ကျင်ဆက်မှုလေးကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်